အကဝါဒနာရှင်တွေအတွက် DWN Dance Academy မှာ DWN Dance Academy မှာ DWN Dance Academy မှာ Scholarship 1 year program Scholarship 1 year program Scholarship program 1 year ခေါ်နေရတိပြီးကြပြီလား 1 year scholar program စခေါ်နေပါပြီเนาะမင်္ဂလာပါဒီဒီလို့ခေါ်ပါတယ် Pastor Susanna လို့ခေါ်ပါတယ် ကေပါ ကျွန်တော်နာမည်ကတော့မြတ်သူလို့ခေါ်ပါတယ် Hello Lily Report မှာ ညာတော့ထွတ်ပါ ညီမတော့နောင်ပါ အခုဆိုလို့ရှိရင် DWN မှာ scholar တက်နေရ4နှစ်ရှိပြီပေါ့နော် ကနှစ်နှစ်ဝင်းချင်းနှစ်နှစ်ပြည့်တော့မယ်ထင်တယ်ဟုတ်နှစ်နှစ်ပြည့်တော့မယ်နော် 8 လလောက်ရှိပါပြီ DWN မှာရှေ့တစ်နှစ်က scholar ရှောက်တဲ့ထဲမှာ program ပါတဲ့အကြောင်းတို့တယောက်ပါ ၄နှစ်ပေါ့เนาะ၄နှစ်ရှိပြီ ဒေါ်လာက2နှစ်ပြည့်တော့မယ်2နှစ်ပြည့်ဖို့တစ်လလို့ တစ်နှစ်ကျော်နှစ်နှစ်ပြည့်တော့မယ်ပေါ့နော် scholarship student တယောက်အနေနဲ့ဒီမှာရှိတာ DWN scholarship ကို join လာတော့2နှစ်ကျော်တည်းရောက်လာပါပြီဗျ ဝါသနာပါတဲ့ကောက်ကို professional စနီးသွားခြင်းနဲ့သူက join ခဲ့တာဖြစ်ပါတယ် ကချင်လို့လေအဓိကတော့အဲ့လိုဘယ်မှာတည်ရမလားအဲ့လိုတင်ပြီးရင်တင်တန်းနေအများကြီးတွေ့ရကွာဒါပေမဲ့အဲ့လိုဘယ်မှာထိရောက်အဲ့လိုတင်ရမလဲဆိုတာရွေးနေကွာဒီကိုရောက်လာ အဓိကအကကိုဆက်ပြီးတော့career တစ်ခုအနေနဲ့လဲသွားကြည့်ခြင်းနဲ့လေးလာကြည့်ခြင်းနဲ့ပေါ့ ဒီအကနဲ့ဒါ career သဘောမျိုးသွားချင်တာပေါ့နော်အဲ့ဒီအတွက်စပြီးတော့ဒီကိုရောက်လာတယ်ပေါ့နော် ပြိုင်ပွဲတစ်ခုမှာပေါ့အဲ့လိုမျိုးအရွေးမခံရတော့မှလုံးဝစိတ်တက်ကြနေတဲ့အချိန်မှာ Facebook သုံးနေနေအဲ့ဒီ program ဆိုတဲ့အကြောင်းလေးကတက်လာရပေါ့နော်အဲအကြောင်းဝင်ပြီးတော့ join ဖြစ်သွားတာအရင်တော့ကတာထပ်ပို့ပြီးတော့အကာကြောင့်ပို့ပြီးလေးလာခြင်းလို့စ join ဖြစ်တာပါဗျ ပို့ပြီးတော့မှ knowledge တွေရတယ်အမှ join ဖြစ်သွားတာပါအရင်ကဆိုလို့ရှိရင်ကားကွက်ဒီပါရီဆိုရင်လည်းတိုင်းလိုက်ကြည့်ပြီးကားလိုက်တာပဲရှိရပါတော့ step ဘာညာတိကျမသိပဲနဲ့အခုကျတော့ဒီရှားတိလာရလို့ထင်ပါတယ် အများကြီးဒီ confident တိုးလာပြီပေါ့နော်ပြီးရင် experience အသစ်တွေလည်းအများကြီးရရှိပါတယ် အရင်တော့မသိခဲ့တဲ့ visit တွေအများကြီးလေးလာတော့အဲ့လိုကောက်ကွက်တွေမှာပို့ပြီးတော့ပြက်တာတို့သိရမလားအရင်တော့မှဗီဒီယိုထဲမှာကြည့်ရင်ငါဘာလို့ဒီလိုမဖြစ်ရလဲဆိုတဲ့ပုံစံမျိုးနည်းနည်းလေးတော့ကိုယ့်ရဲ့ဂူးနဲ့တစ်စင်လောက်တော့တိုးတက်လာတယ်လို့ထင်တာပါ ဆိုတော့အကအမျိုးအစားအများကြီးကပူးသွားတယ်ပြီးတော့ကိုယ့်ရဲ့အကကိုနဲ့လိုက်တဲ့အကကိုရှာနိုင်သွားတယ်ပေါ့နော်ဒီမှာအကမျိုးစားများဆိုတာ train ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဖေအကနဲ့လိုက်တယ်ဆိုတာကိုမသိသေးတဲ့သူတောင်မှသိသွားနိုင်တယ်ပေါ့နော်အဲ့ဟာတွေကတော့ improve ဖြစ်တဲ့အရာတွေပါ ဒီ practice time လည်းရှိရပေါ့နော်ပြီးတော့တေချာလက်စရာတွေကတောက်လျှောက်အဲ့လိုမျိုးသင်ပေးရ train ပေးရ push လည်းလုပ်ကြရဆိုတော့အရင်ကထက်ဆိုင်တော့အများကြီးတိုးတက်လာပါတယ် တိုးတက်လာတော့တော်တော်ပဲအများကြီးပဲတိုးတက်လာဒီအကနဲ့ပတ်သက်ရင်တော့ choreography ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်ပြီးရင်ဒီ community နဲ့ပတ်သက်တဲ့ဒီ knowledge တွေကျွန်တော်အကနဲ့ပတ်သက်တဲ့ knowledge တွေအများကြီးရတယ် ဟိုတိုးတက်လာတာတော့ရင်တော့ကျတော့ကတယ်ပေါ့နော်ကတာတခုလေအခုကျတော့ကမှာကိုကနေရဲ့အကဟိုမှာဒီအကနဲ့ပတ်သက်တဲ့ history တွေပြီးfoundation နေပြီးအကွက်နေရင်တော့ဆိုကတာကဒီကွက်ဘာကွက်လို့ခေါ်တယ်ဒီအဲ့ကွက်နာမည်ကဘယ်လိုဖြစ်လာလဲပါလေမသိအခုတော့အဲ့ဟိုတိလာပါတော့ knowledge တွေပို့ရလာတယ်ပြောရှင်ပြိုင်ပွဲ experience နေနဲ့ပို့ရလာလို့ပြင်ပါတယ် ဘာတွေကြိုးစားထားတာလဲဆိုတော့လေ့ကျင့်တာပြန်ပြီးတော့တေချာပြန်လေ့ကျင့်ရတယ်ပြီးတော့အတန်းတွေမပြတ်အောင်လည်းဂရုစိုက်ရတယ်ပေါ့နော် အဲ့တော့ဒီ scholarship student တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထူးရဲ့လို့တော့ပေါ့နော်လောက်စရာတော့မရှိဘူးဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ site ထုတ်ရတဲ့ဟာလေးတော့ရှိရပါတော့ဒီကိုယ့်ဘက်ကနေဆိုလို့ရှိရင်ဒီအကအပေါ်မှာပေါ့နော်ဒီထက်မကပို့ပြီးတော့ focus ထားရမျိုးရှိရယ် version ကို practice ပြန်လုပ်ရမျိုးလေးတော့ရှိပါရှင် ဟိုကျွန်တော်ဘက်က effort ထုတ်ရတာကြတော့အချိန်တစ်ခုပေါ့နော်ဒီ DWN scholar အချိန်နဲ့ပဲအချိန်ဆို schedule တော့လို့ရှင်အဲ့အချိန်ဒီမှာအားအောင်လုပ်ထားရတယ်ပြီးတော့ရှင်အဲ့ဒီနေ့တင်လိုက်တဲ့ဟာတွေကိုအိမ်မှာပြန်ပြီး practice လုပ်ရတာတွေပြီးတော့ရှင် exam နေ့လာပြီဆိုလို့ရှင်knowledge တွေအတွက်ကော foundation တွေအတွက်အကတော့ကောအဲ့လိုမျိုးအိမ်မှာပြန်ပြီး train လုပ်ရတာရကျွန်တော်ဘက်က effort ထုတ်ရတယ်ပါဗျ ဒီ DWN မှာတက်ရင်တော့အားစိုက်ထုတ်ရမှာတော့အဓိကကိုပဲအားစိုက်ထုတ်ရမယ်လို့ထင်တယ် အားဆိုင်ထုတ်ကြတဲ့ကိစ္စကကျတော့အချိန်အများကြီးပေးရတယ်တကယ်အချိန်ပေးရတယ်ပေါ့နော်
အဲ့တခုပါပဲကျန်တာကတော့ practice time ဆိုရတဲ့တေချာလေးတော့လိုက်လို့ရမှာတော့ဒါတော့ပုံမှန်ပါပဲအဲ့ဒါပါပဲဒီမှာအဆိုင်ထုတ်ရတဲ့အရာကြတော့အစားစချင်းဘာမှမသိရတုံညာဆတာဆိုတော့ကောက်ကွက်တွေအများကြီးမမှတ်နိုင်တာတို့ပြီးလို့ရှိရင်အတန်းချိန်မှန်မှန်တက်ရတယ်တို့ကြတော့ဒါအိမ်ထဲကလည်းနည်းနည်းထောက်ခံလေးဖြစ်နေရောနည်းနည်းအဆိုင်ထုတ်ရပါတော့အိမ်ကလည်းနားပူတာတို့ဘာလို့အဲ့လိုမျိုးတွေတော့လည်းရှိခဲ့ပေါ့ကိုဘက်ကကိုပဲအဆိုင်ထုတ်ရတာပေါ့နော်အဓိကအဖြစ်တော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာလောက်တဲ့နီလန်တွေကတော်တော်ကြီးထိရောက်တယ်ပေါ့နော်ကိုပဲအဆိုင်ရမှာတကယ်လို့ကိုအမဆိုင်ဘူးဆိုရင်ကိုပဲခံရမှာပဲစိုက်ထုတ်ရတာတော့အများကြီးပဲလူအားစိတ်အားဟုတ်တယ်လေပြိုင်လဲလွယ်လွယ်လေးပြိုင်လို့ရမှာမဟုတ်ကွာတိလားပင်မန်းနေကိုမန်းပါချင်းချင်းတက်တာရောမျိုးစုံပဲအဲ့တော့လို့စိတ်ကလည်းအရန်ပင်မန်းနေကွာတိလား Happy Man still ပင်မန်းနေဆိုတာတက္ကနာကွာတိလားအဲ့ဒါကိုကြော်ဖြတ်ပြီးတော့ရလာတဲ့ result တွေကအဲ့လိုကောင်းတယ်ကွာသိရမလားပင်မန်းရဆိုနဲ့တယ်အဓိကတော့အဲ့ဒါပါပဲအထောက်ကူဖြစ်တယ်အများကြီးပေါ့အများကြီးဖြစ်တယ်ဒီမှာကဟို style တော်တော်များများရဲ့ basic တွေလည်းသင်ရတယ်ပေါ့နော်အဲ့အတွက်ကိုနဲ့ဟိုဒါပါတော့ကိုကဘာကမှမသိသေးဘူးဆိုရဲသူမျိုးတွေအတွက်ဆိုရင်ကိုရဲ့ style ကိုရှာလို့ပို့ရတယ်ပေါ့နော် scholarship program တော့တွားနေ career ပေါ့အထောက်ကူဖြစ်လာဆိုတော့ရင်းနှီးဆိုလို့ရှိရင်ဟိုဟာကိုကတဲ့ dance class တွေတွားတက်တယ်ဆိုလို့ရှိရင်တိတ်မသိကြအောင်ရိုင်းမသိကြတော့ပြိုင်ပွဲတွေပါ group ပြိုင်မယ်ဆိုလို့ရှိရင်ဘယ်သူနဲ့ပြိုင်လို့ပြိုင်လဲမသိဘူးတော့ဒါပေမဲ့အဲ scholar စ join တော့အချင်းချင်းဟိုတယောက်မသိတဲ့ကြောင်တယောက်ပြောကြတယ်ပြောလို့ရှိရင်exam နီးလာပြီဆိုလို့ရှိရင် sharing လုပ်ကြတယ်ချင်းချင်းရင်းနှီးလာပါတော့ okay ပြိုင်မယ်ဆိုလဲဒီလူတွေနဲ့ပဲပြိုင်ဖြစ်တယ်ပြောလို့ရှိရင်ဒီ dance community ကလူတွေနဲ့လည်းပို့ပြီးတော့တည်ကျွမ်းလာတယ်ပို့ပြီးတော့ထောက်ကူပြရလို့မြင်ပါတယ်ဒါတော့တော့လောက်လာနိုင်တယ်ငါအများကြီးတိုးတက်လာနိုင်တယ်ဗီဒီယိုကြည့်လို့ရှိရင်လည်းကိုကတဲ့ပုံစံကကွဲပြားတာတော်တော်တွေ့ရတယ်ပေါ့နော်ထောက်ကူဖြစ်တယ်အခုဘယ်လိုပြောရမလဲအရင်ကဆိုရင်ဒီထိရောက်မယ်လို့လည်းမတွေးထားဘူးပေါ့နော်ကိုကတရားကိုကြိုက်တယ်ကမယ်ဒါပေမဲ့ဒါကိုဝင်လာတဲ့အချိန်မှာတခြားတော့လမ်းတွေအများကြီးတွေ့ရတယ်ပြီးတော့ကိုလုံနိုင်တယ်လို့အရှိရောက်တယ်ဆိုတာလည်းတွေ့ရတယ်ဒီလိုလာမဲ့တငယ်ချင်းတွေပြောချင်တာကတော့ဒီမှာက challenging ဖြစ်တယ်ဆိုရင်မဲ့ activity တွေအများကြီးလည်းလုပ်ရတယ်ဒီကမိသားစုတွေလိုမျိုးတစ်တွေလည်းမိသားစုတစ်တွေလည်းထည့်ရတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးပြောစရာကောင်းတယ်ပြီးရဒီမှာတင်ပေးတဲ့ဟာတွေကလည်းကိုယ်တကယ်ကိုပညာရစေတဲ့အတွက်ကြောင့်မို့လို့လာပြီးတော့ join ပျော်ကြီး join ရမယ်လို့ထင်ပါတယ်လာမယ့်ကလေးတွေအတွက်ဆိုရင် fighting မှာပြီးတော့ join တဲ့ program ပေါ့နော်အဲ့အတွက်ဒါကြပါလာကကြပါဦးပြီးတော့ရင်လည်းအဆုံးထိအားလုံးပဲတူတူစကားတော့ဖို့မျှော်လင့်ပါတယ် program ပြီးတဲ့အထိ fighting မှာပြီးတော့နောက်ဆုံးတစ်ခုတော့ဆောင်းမိုးပွဲရှိရပေါ့နော်အဲ့ဒါကြီးလည်းကောင်းကောင်းလေးကြော်ဖြတ်သွားကြပါပေါ့တဝက်နဲ့မရက်သွားကြပါနဲ့ပေါ့အကောက်စိတ်ဝင်စားနေတဲ့တငယ်ချင်းတွေအတွက်ကိုတကယ်ကိုအထောက်ကူတနေရာမဟုတ်တနေရာမှာတော့ဖြစ်ပေးနိုင်မယ်ပေါ့နော်တကယ်ကိုကောင်းတာတွေကိုရနိုင်မယ်ဘယ်လိုပြောမလဲ program တစ်ခုလည်းမြင်နေအဲ့ဒါကြောင့်မို့လို့ရှောက်ပြအောင်လာရှောက်ကြပါလို့scholar လာရှောက်တဲ့သူတွေကိုကြတော့ဘာပြောချင်လဲဆိုတော့နည်းနည်းလေးအားစိုက်ထုတ်ဖို့လိုတယ်ပြီးတော့အချိန်မှန်ဖို့လိုတယ်ပြီးလို့ရှိရင်ဒီမှာကဒီဘက်ချမ်းမှာကြည့်မယ်ဆိုလို့ရှိရင်သူကအကမျိုးစုံကိုနဲ့လိုက်တာအကုန်တင်ပေးရဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ style တစ်ခုကိုရှာဖွေသွားနိုင်တယ်ပေါ့နော်အဲ့ဒါတော့အကောင်းဆုံးrecommend ပေးရရပါအကောက်ပို့ပြီးတော့ဒီနေ့ပို့ပြီးထဲဝင်လေးလာခြင်းနဲ့ဆက်သွားခြင်းနဲ့ career တစ်ခုအနေနဲ့ professional life အနေနဲ့သွားခြင်းနဲ့ဆိုလို့ရှိရင် scholarship program လာလျှောက်ကြပါလို့ပြောချင်ပါတယ် breaking ကခြင်းနဲ့လူလေးနဲ့လည်းလာလျှောက်ကြပါအကောက်ကို passionate ဖြစ်တဲ့သူပြီးတော့အခက်ခဲအခြေအနေမျိုးမျိုးကြပါတော့အကတင်တန်းနေမတက်နိုင်တဲ့သူတွေကပေါ့နော်ဒီဟာကိုလာ join တင်တယ်လို့ထင်ပါတယ်နောက် scholarship တွေ welcome ပါလို့ပြောစရာကောင်းပါတယ်တကယ်လာခဲ့ကြအများကြီးလာခဲ့ကြယောက်ျားလေးမိန်းကလေးဘယ်သူမဆိုပေါ့နော်ဘယ်သူမဆိုဒီအကောက်ကိုထဲဝင်လေ့လာခြင်းနဲ့ပြီးတော့နီးစနစ်ကြကြလည်းတင်ခြင်းနဲ့ဆိုရင်ဒီ scholar program ကို join တင်နေ you guys လက်လွန်ခံနေတော့ဒီခွင့်ရကို come on